မင်္ဂလာပါရှင်ရမ ACG နိုင်ငံရေးသူတည်တနာဌာနနဲ့လွတ်လပ်သောမွန်တရေအေဂျင်စီတို့ပူးပေါင်းတင်ဆက်တဲ့ငြိမ်းချမ်းရေးသုံးသက်ချက်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီတစ်ပတ်မှာတော့ရွေးကောက်ပွဲကငြိမ်းချမ်းရေးအတွက်မျှော်လင့်လို့ရလားဆိုတဲ့အကောင့်စင်နဲ့ကျမနွန်တဲ့ကပြောပြပေးသွားမှာပါအာဏာသိမ်းစစ်ကောင်စီဟာရက်စွဲအတိအကျနဲ့ထုတ်ပြောတာမရှိသေးပေမဲ့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးအတွက်ဆိုပြီးတော့အခုနှစ်ကုန်ပိုင်းဒါမှမဟုတ်လာမယ့်နှစ်ဆန်းပိုင်းကာလတွေမှာရွေးကောက်ပွဲကျင်းပဖို့ကြေညာထားပါတယ်။လက်ရှိအခြေအနေအရစစ်ကောင်စီဦးဆောင်ကျင်းပမဲ့ရွေးကောက်ပွဲဟာဝင်ပြိုင်နိုင်ဖို့ပါတီအရေးအတွက်စုစုပေါင်း89ပါတီအထိရှိနေပြီဖြစ်ပါတယ်။ဒါပေမဲ့ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ဥပဒေတွေပြဋ္ဌာန်းလာတာမရှိသေးတဲ့ပြင်မဲဆန္ဒနယ်မြေတွေလည်းမသက်မှတ်ရသေးတာကြောင့်မှတ်ပုံတင်ခွေရရှိထားတဲ့နိုင်ငံရေးပါတီအချို့ဟာရွေးကောက်ပွဲအတွက်တရားဝင်လှုပ်ရှားဖို့အခက်အခဲရှိနေကြပါတယ်။ဒါပေမဲ့စစ်အုပ်စုရဲ့ကြောထောက်နောက်ခံရှိတဲ့ပြည်ထောင်စုနဲ့ကြက်ခိုင်ဖွဲ့ဖြိုးရေးပါတီ USDP ပြည်သူ့ပါတီ PP နဲ့ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးတို့မှာအခက်အခဲမရှိလှုပ်ရှားနိုင်ကြတာကိုတွေ့နေရပါတယ်။အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ဦးဆောင်မှုနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနာဆာကမှာကောင်စီဝင်အဖြစ်၄နှစ်ကြာပါဝင်ခဲ့ဖူးတဲ့ဒေါ်တသက်ခိုင်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီပြည်သုံးလုံးဟာအခုမေလာမှာသတင်းစာရှင်းလင်းပွဲတရက်ပြုလုပ်ခဲ့ပါတယ်။ပြည်တွင်းအခြေဆိုင်မီဒီယာ12ခုနဲ့မေလ17ရက်နေ့မှာကျင်းပခဲ့တဲ့သတင်းစာရှင်းလင်းပွဲဟာပြည်သူ့ရှေ့ဆောင်ပါတီရဲ့ရွေးကောက်ပွဲနဲ့အာဏာသိမ်းစစ်တပ်ရဲ့အုပ်ချုပ်မှုအပေါ်သဘောထားရှင်းလင်းတဲ့အလှုပ်ရှားမှုတစ်ခုအဖြစ်မြင်သာစေခဲ့ပါတယ်။ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့အာဏာသိမ်းစစ်ကောင်စီ UCP ကျင်းပမဲ့ရွေးကောက်ပွဲဟာတရားမျှတပြီးတမန်တမန်ကြမယ်လို့အမွှန်းတင်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုရင်2008ဖွဲ့စည်းပုံအခြေခံဥပဒေအရစစ်တပ်ကနေလွှတ်တော်အတွင်းတပ်ကိုယ်စားလှယ်25ရာခိုင်နှုန်းဒုတိယသမ္မတတဦးပြည်ထရေးကာကွယ်ရေးနဲ့နယ်စပ်ရေးရာဝန်ကြီးနေရာတွေကိုအဆိုပြုခက်အပ်နိုင်ခွင့်အလိုလျောက်ရထားပြီးသားဖြစ်ကြောင်းပါတီဥက္ကဋ္ဌဖြစ်သူဒေါ်တသက်ခိုင်ကပြောဆိုထားတာပါ။ဒါပြင်လက်ရှိမြန်မာပြည်တွင်းစစ်ဖြစ်နေတဲ့အခြေအနေတွေမှာရွေးကောက်ပွဲကျင်းပတာထက်မြန်မာအရေးမှာအဓိကကျသူတွေနဲ့နိုင်ငံရေးသဘောတူညီချက်အရင်ရယူဖို့မသင့်ဘူးလားဆိုတဲ့ BBC သတင်းဌာနရဲ့မေးမြန်းမှုကိုစစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC အပြည့်ရဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း NCA EAO တွေနဲ့နိုင်ငံရေးပါတီတွေတွဲဆုံဆွေးနွေးမှုတွေဟာနိုင်ငံရေးသဘောတူညီချက်လို့ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌကရည်ညွှန်းပြောဆိုခဲ့တာပါဒါပေမဲ့အဲ့ဒီတွေ့ဆုံမှုတွေမှာသဘောတူညီခဲ့တဲ့နိုင်ငံရေးသဘောတူညီချက်တွေကိုစစ်ကောင်စီရဲ့ရွေးကောက်ပွဲအလွန်လာမဲ့လွှတ်တော်အတွင်းထပ်မံအတည်ပြုပြီးမှသာအသိပွင့်ခန်းစားနိုင်မဲ့သဘောဖြစ်ပါတယ်။အဲ့ဒီသဘောတူညီချက်တွေကိုလွှတ်တော်ဖြစ်ပြန်လည်ပြောင်းလဲဖျက်သိမ်းနိုင်တဲ့မတိမြဲမှုရှိခြင်းကိုဖော်ပြနေတာပါ။စစ်ကောင်စီနဲ့နိုင်ငံရေးသဘောတူညီချက်ရယူထားတဲ့လက်နက်ကိုင်အဖွဲ့ဆိုတာဟာအာဏာသိမ်းဖြစ်စဉ်တခြားကြည်တပေါင်းမျှမဖောက်သလိုစစ်ကောင်စီနဲ့လည်းတိုက်ပွဲဖြစ်ပေါ်မှုလုံးဝမရှိခဲ့တဲ့အဖွဲ့များသာဖြစ်ပါတယ်။နိုင်ငံတော်ဝန်လုံးကိုလွှမ်းခြုံနိုင်တဲ့ငြိမ်းချမ်းရေးအောင်မြစ်မဖြစ်နိုင်သလိုတရားဝင်ခိုင်မာမှုလည်းရှိနိုင်လိမ့်မှာမဟုတ်ပါဘူး။ဒါကြောင့်လက်ရှိအခြေအနေအရမြန်မာနိုင်ငံမှာတည်ထားတဲ့နိုင်ငံရေးသဘောတူညီချက်မရှိသေးတဲ့အချိန်မှာရွေးကောက်ပွဲကျင်းပတာဟာ2010ရွေးကောက်ပွဲအလွန်ဦးသိန်းစိန်အစိုးရကာလအောက်နှိပ်ကြတဲ့စစ်တပ်ကထိန်းချုပ်တဲ့အရက်ဘက်အုပ်ချုပ်ရေးသားဖြစ်လာမှာပါစစ်ကောင်စီကကျင်းပပြုလုပ်မဲ့ရွေးကောက်ပွဲကိုတရားမဝင်ကြောင်းထုတ်ဖော်တဲ့ကမ္ဘာနိုင်ငံအဖွဲ့အစည်းများရှိသလိုလက်ခံသောနိုင်ငံတွေလည်းရှိနေပါတယ်။အထူးသဖြင့်တရုတ်နဲ့ရုရှားနိုင်ငံတွေဟာအာဏာသိမ်းစစ်ကောင်စီဥက္ကဋ္ဌကိုမြန်မာနိုင်ငံရဲ့တရားဝင်ခေါင်းဆောင်တဦးတစ်ဖွဲ့အရာသွင်းဆက်ဆံနေတာပါ။ဒါပေမဲ့တရုတ်အစိုးရဟာစစ်တပ်ကအာဏာစတင်သိမ်းပြီးပြီးချင်းနှစ်ကျော်ခက်မြမအရေးနဲ့ပတ်သက်တဲ့ဂျားနေအဖြစ်ရပ်တည်ခဲ့ရကနေပြီးခဲ့တဲ့ကြားဖြတ်ကာလနောက်ပိုင်းစစ်ကောင်စီဘက်တို့ပြောင်ကျကျရင်းခဲ့တာကိုတွေ့ရပါတယ်။ရုရှားနိုင်ငံကရင်မလင်မှာတရုတ်သမ္မတအရှိချင်းဖြစ်တဲ့စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်တို့တွေ့ဆုံခဲ့တဲ့အထိစစ်ကောင်စီကိုမျက်နှာသာပေးခဲ့တာပါ။ဘာကြောင့်လဲစစ်ကောင်စီတပ်ကိုစစ်ကျင်တိုက်ခိုက်နေတဲ့အင်အားစုတွေကြွေးကြော်ထားတဲ့ဖက်ဒရယ်ဒီမိုကရေစီအယူအဆဟာတိုင်းပြည်ကိုတည်ငြိမ်အောင်စွမ်းဆောင်ပေးနိုင်ခြင်းမရှိတဲ့အပြင်တိုင်းပြည်ကိုပိုပြီးဖျို့ဖျဲနဲ့မတိမငြိမ်ဖြစ်စေပြီးမြမပြည်တွင်းစစ်ဟာလည်းမြစ်သည့်အခါမျှရပ်တန့်နိုင်မှာမဟုတ်ပဲ organization ဟူသည့်အစိတ်စိတ်အမော်မော်ပြိုကွဲမဲ့လမ်းကိုဥတည်နေခြင်းဖြစ်ကြောင်းအသွဲခေါ်ပိုင်းရတရုတ်ကရှုမြင်ထားတာပါ
ဒါပြင်နိုင်ငံတော်ဝန်ရှိလူဦးရေ3ပုံ2ပုံခက်ထိလူနေထူထပ်တဲ့မြို့ပြနေရာအများစုဟာစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့အချက်ပေါ်မူတည်ပြီးစစ်ကောင်စီကိုနိုင်ငံရေးထွက်ပေါက်အဖြစ်ရွေးကောက်ပွဲမဖြစ်မနေကျင်းပရေးလမ်းဘက်ကိုတရုတ်ကသုံးပို့နေခြင်းဖြစ်တယ်လို့အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအမျိုးသားစစ်ကောလိပ်မှလုံခြုံရေးဆိုင်ရာမဟာဗျူဟာဘာသာရပ်ရဲ့ပမောက္ခအစာခရီအဘူစာက BBC သတင်းဌာနနဲ့မေးမြန်းမှုတစ်ခုမှဖြေဆိုထားပါတယ်။တရုတ်နိုင်ငံရဲ့သဘောထားဟာစစ်ကောင်စီနဲ့လက်ဝါးချင်းရိုက်ထားတဲ့စစ်ရေးအကျိုးတူမှုအပေါ်သားအခြေခံနေပြီးစစ်ကောင်စီရဲ့ပြည်သူထောက်ခံမှုနဲ့မသက်ဆိုင်ကြောင်းထင်ရှားနေတာပါ။မြန်မာနိုင်ငံအတွင်းလက်ရှိပြည်တွင်းစစ်နဲ့နိုင်ငံရေးအကျပ်တဲ့အခြေအနေမှာစစ်ကောင်စီကဥဆောင်ပြီးကျင်းပမဲ့ရွေးကောက်ပွဲဟာတရားမျှတမှုခိုင်မာမှုနဲ့အများပြည်သူလက်ခံနိုင်မှုအရာကြည့်ရင်အလွန်စိုးရိမ်ဖွယ်ကောင်းတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ပါတယ်။စစ်ကောင်စီဘက်ကရယူထားတဲ့နိုင်ငံရေးသဘောတူညီချက်တွေဟာလွှတ်တော်အတွင်း၌သာအတည်ပြုရမယ်လို့သတ်မှတ်ထားခြင်းဟာသဘောတူညီချက်များရဲ့တည်မြဲမှုကိုညှို့လျက်ခတ်စေပြီးပါဝင်ဆွေးနွေးခဲ့တဲ့လက်နက်ကိုင်အဖွဲ့တွေဟာလည်းနိုင်ငံတော်ဝန်လုံးကိုကိုစားပြုနိုင်မဲ့အာဏာရှိသူတွေမဟုတ်ကြခြင်းဟာရေရှည်လက်တွေ့ကြတဲ့ရင်းချရေးနဲ့နိုင်ငံရေးကိုတစုံတရာပြုပြင်ပြောင်းလဲနိုင်လိမ့်မှာမဟုတ်ပါ။ဒါပြင်စစ်ကောင်စီအပေါ်တရုတ်နဲ့ရုရှားတို့ရဲ့ထောက်ခံမှုများဟာလည်းလူထုထောက်ခံမှုအပေါ်အခြေမခံပဲမိမိတို့နိုင်ငံရဲ့မဟာဗျူဟာနဲ့အကျိုးစီးပွားရေးအပေါ်သာအခြေခံနေတဲ့အရာဖြစ်ပါတယ်။တစ်ဖက်မှာလည်းမြန်မာနိုင်ငံရှိပြည်သူတရက်လုံးဟာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုလုံးဝထောက်ခံဖို့မြည်သူမြမဖြစ်နိုင်ပဲဒါကြောင့်လက်ရှိအခြေအနေအရရွေးကောက်ပွဲထက်ပြည်သူလူထုအပေါ်အခြေခံပြီးမြန်မာအရေးမှာအဓိကကျသူအားလုံး all inclusive ပါဝင်တဲ့နိုင်ငံရေးသဘောတူညီချက်တရက်ရရှိဖို့ကြိုးပမ်းတင်တာပါအဲ့ဒီလိုရရှိလာတဲ့သဘောတူညီချက်ပေါ်မူတည်ကအများလက်ခံပြီးတရားဝင်မှုရှိတဲ့ပြည်သူအစိုးရတရက်ကိုဖွဲ့စည်းနိုင်မှာဖြစ်ပါတယ်အဲ့ဒီလိုအခင်းချင်းမျိုးမပေါ်မချင်းကျင်းပမဲ့ရွေးကောက်ပွဲဟာ2010ခုနှစ်ကဲ့သို့စစ်တပ်ထိန်းချုပ်မှုအောက်ရှိအရက်ဘက်အစိုးရအဖြစ်သာပြန်လည်ပေါ်ပေါက်လာနိုင်ပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်ရှင်။ယခုသုံးသက်ချက်စာရန်ကိုရမြအစီကျိုးမှနိုင်ငံရေးသူတည်တည်များရေးသားထားပြီးအင်မနာကရုပ်တံအဖြစ်တင်ဆက်ပေးခြင်းဖြစ်ပါတယ်။နားဆင်ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကျေးဇူးတင်ရှိပါကြောင်းနဲ့ဘေးရန်ကင်းပြီးငြိမ်းချမ်းပါစေကြောင်းဆုမွန်ကောင်းတောင်းရင်နှုတ်ဆက်လိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။